အားလုံးပဲမင်္ဂလာပါအခုတခါသွားတာကတော့ဗောနော်တောတွေတောင်တွေဒီတစ်တောတွေကြားထဲမှာဖောက်ထားတဲ့လမ်းလေးကနေပြီးတော့သွားတာပဲဖြစ်ပါတယ်အခုမလေးစကားလေးလာမဲ့လူတွေဆိုတော့ဒီအခုသွားတဲ့အရာနဲ့ပတ်သက်ဆက်တဲ့အရာလေးတွေကိုပြပြသွားမှာပဲဖြစ်ပါတယ်အခုသူကဗောနော်ဒီတောင်ကိုဆိုလို့ရှိရင်တော့ဒါတောင်တွေပေါ်မှာဖောက်ထားတဲ့လမ်းတွေဗောနော်တောင်ကိုဆိုရင်တော့ဘူကစ်လို့ခေါ်တယ်ဗောနော်တောင်တွေကိုဆိုရင်ဒါဘူကစ်လို့ခေါ်တယ်ပြီးလို့ရှိရင်တော့တောင်မြင့်နေဆိုလို့ရှိရင်တော့မြင့်တဲ့အရာကိုတော့တင်ကီလို့ခေါ်တယ်ပေါ့နော်အဲ့တော့တောင်အမြင့်ကြီးတွေဆိုလို့ရှိရင်တော့ဘူကစ်တင်ကီတောင်အမြင့်ကြီးတွေဆိုလို့ရှိရင်ဘူကစ်တင်ကီပေါ့နော်ပြီးတော့ဒီမှာတစ်တောတွေပေါ့နော်ဒီတစ်တောတွေကိုဆိုလို့ရှိရင်တော့ဟူတန်းလို့ခေါ်တယ်ပေါ့နော်တစ်တောကိုဆိုရင်ဟူတန်းဟုတ်ပြီနော်ဒီတစ်တောထဲမှာနေတဲ့မြောက်ဝန်လိုလူဝန်လိုအကောင်မျိုးဆိုတော့ဒါသူကအော်ရန်ဟူတန်းလို့ခေါ်တယ်ပေါ့နော်အော်ရန်ဟူတန်းဒါဆိုရင်တော့မြောက်ဝန်တို့လူဝန်တို့ဆိုရင် orange ဟူတန်းလို့ခေါ်ရပေါ့နော်ပြီးလို့ရှိရင်တော့ဒီမှာခရီးသွားတာဖြစ်တဲ့အတွက်ပေါ့နော်ဘယ်နှနာရီကြာမလဲဆိုလို့ရှိရင်တော့သူကနာယူပြောမယ်ဆိုတော့စာတူဂျမ်ဒူဝါဂျမ်စာတူဂျမ်ဆိုတော့တနာရီပေါ့နော်စာတူဂျမ်လက်ပြီးဆိုတနာရီကြော်လောက်ပေါ့နော်လက်ပြီးဆိုတာကတော့ပူတာကိုပြောတာပဲဖြစ်ပါတယ်အဲ့တော့စာတူဂျမ်လက်ပြီးဒူဝါဂျမ်လက်ပြီးတီကာဂျမ်လက်ပြီးဆိုတော့တနာရီ2နာရီ3နာရီပေါ့နော်ဒါမျိုးပြောတာပဲဖြစ်ပါတယ်ဒါကတော့အခုခရီးသွားရင်လည်းဒီဆက်တဲ့အရာလေးကိုပြပြတာပဲဖြစ်ပါတယ်ဒီမှာသူကလမ်းကိုဆိုလို့ရှိရင်တော့ဂျလန်းပေါ့နော်လမ်းကိုဆိုတော့ဘယ်လမ်းကိုပဲဖြစ်ဖြစ်ဂျလန်းပေါ့နော်ဒီမလေးရှားမှာဆိုလို့ရှိရင်တော့သူကဂျလန်းတီးကားဆိုတော့3လမ်းဒါမျိုးပေါ့နော်ဂျလန်းစီမီလန်ဆိုရင်6လမ်းဒါမျိုးပြောတယ်ပေါ့နော်ပြီးတော့မှသူကရက်ကွက်နာမည်လေးတွေထည့်ပြီးတော့ပါတယ်ပေါ့နော်ဒါကတော့ဒီလမ်းတွေတောင်တွေတောတွေနဲ့ပတ်သက်တဲ့စကားလေးတွေပဲပြောတာပဲဖြစ်ပါတယ်ဒီမှာတစ်တောတွေဆိုရင်တော့များသောအားဖြင့်အစိမ်းရောင်ရှိတယ်ပေါ့နော်အစိမ်းရောင်ကိုဆိုလို့ရှိရင်တော့ဒါဟီဂျောက်လို့ခေါ်တယ်ပေါ့နော်အစိမ်းရောင်ဆိုရင်ဟီဂျောက်အစိမ်းရောင်ဆိုရင်ဟီဂျောက်ပေါ့နော်ဒါဆိုရင်တော့အစိမ်းရောင်ကိုပြောတာပဲဖြစ်ပါတယ်သူကကားကိုဆိုလို့ရှိရင်တော့ဘယ်လိုပြောလဲဆိုလို့ရှိရင်တော့ကရတကားကိုဆိုရင်ကရတပေါ့နော်ကားလို့မပြောဘဲနဲ့သူကကားကိုဆိုရင်ကရတလို့ခေါ်ပြောကြတယ်ပေါ့နော်ဒါကတော့ဒီမလေးရှားမှာအသုံးများတဲ့စကားလေးပေါ့နော်ဒါဆိုလို့ရှိရင်တော့ဒါတစ်တောကိုဆိုရင်ပြန်ပြောပြမယ်နော်ဟူတန်တစ်တောကိုဆိုရင်ဟူတန်ပြီးလို့ရှိရင်တစ်တောထဲမှာနေတဲ့မြောက်ဝန်တို့ဘာလို့ဆိုလို့ရှိရင်တော့ orange ဟူတန်ဟုတ်ပြီနော်ပြီးတော့မြောက်ကိုဆိုလို့ရှိရင်တော့ဒီရိုးရိုးမြောက်ကိုဆိုလို့ရှိရင်တော့မိုးညက်လို့ခေါ်တယ်ပေါ့နော်မိုးညက်ဆိုရင်တော့ဒါရိုးရိုးတန်တန်မြောက်ကိုပြောတာပဲဖြစ်ပါတယ်တောင်ကိုဆိုရင်တော့ဘူကစ်ပေါ့နော်တောင်ကိုဆိုရင်ဘူကစ်ဟုတ်ပြီနော်တောင်အမြင့်နေပါ යි ဆိုရင်တော့ဘူကစ်တင်ကီလို့ပြောတယ်ပေါ့နော်